ရောင်းတဲ့လူဘက်ကလည်း customer တွေအတွက်တက်ကြီး testing တွေပေးထားကြမလို့ပဲနဲ့ကျွန်တော်တို့အသုံးပြုတဲ့လူတွေအတွက်ကလည်းဒီ virtual trial မှာတခါလေအချိန်နဲ့တပြေးညီစမ်းဆိုးကြည့်လို့ရတဲ့အတွက်ပို့ပြီးတော့အဆင်ပြေသွားတယ်။လက်သေးနေဆိုတဲ့အခါမှာလည်းကျွန်တော် AR virtual trial နဲ့ကျွန်တော်ဆိုးကြည့်ပါတယ်။ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်လက်သေးနေဝယ်တဲ့အခါမှာဆိုင်တွေကိုသွားပြီးတော့ကိုကြိုက်တဲ့အကြောင်းတွေ့လို့ရှိရင်တို့ testing ပေးထားရဆိုလို့ရှိရင်ကျွန်တော် testing လေးတွေကိုစမ်းပြီးတော့ကျွန်တော်တို့ကိုလက်နဲ့ live မလိုက်ကိုကြည့်ပြီးတော့ဝယ်လို့ရတယ်။ဒါပေမဲ့ testing မပေးထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပလင်းထဲကအကြောင်းပဲကြည့်ပြီးတော့ကျွန်တော်တို့မှန်းပြီးတော့ဝယ်ရတယ်။ဒီလိုအိမ်ရောက်လို့ကိုနဲ့စိုးကြည့်တဲ့အခါမှာအဆင်မပြေလို့ရှိရင်ကျွန်တော်အသုံးမဝင်တော့ဒီပစ္စည်းရ။ဒါပေမဲ့အခု AR virtual trial နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ခါလေကိုလက်နဲ့အဆင်ပြေလားမပြေလားဆိုတာကိုတစ်ခါရဲ့အကြောင်းကြည့်ပြီးတော့စမ်းဆိုးကြည့်လို့ရတယ်။ဒီတော့ရောင်းတဲ့လူဘက်ကလည်း customer တွေအတွက်တက်ကြီး testing တွေပေးထားကြမလို့ပဲနဲ့ကျွန်တော်တို့အသုံးပြုတဲ့လူတွေအတွက်ကလည်းဒီ virtual trial မှာတခါလေအချိန်နဲ့တပြေးညီစမ်းဆိုးကြည့်လို့ရတဲ့အတွက်ပို့ပြီးတော့အဆင်ပြေသွားတယ်